ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ရဲ့ SNN YouTube channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကမ္ဘာနိုင်ငံရေးဇက်ခုံပေါ်ကအရေးကြီးဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အရှေ့လေပိုင်းဒေသမှာစစ်ရေးတင်းဝါမှုတွေမင်းတက်နေတဲ့အမေရိကန်နဲ့အီရန်နိုင်ငံအကြားနှစ်ပတ်ကြာယာယီအပြစ်ခေရစေးသဘောတူညီချက်ရရှိခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်ဒီသဘောတူညီချက်ကဘလို့ဖြစ်ပေါ်လာခဲ့တာလဲဘသူတွေကကြားဝင်စိစက်ပြေးခဲ့တာလဲပြီးတော့ဒီအပြစ်ခေရစေးရဲ့နောက်ွယ်ကအဓိကအချက်တွေကဘာတွေလဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါAmerican ပြည်တွင်းနိုင်ငံရေးအခြေအနေတွေကိုပါပေါင်းစပ်ပြီးစုံစုံလင်းလင်းတင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ American အီရန်ယာယီအပြစ်ခေရစေးရေးနဲ့ပါကစ္စတန်ရဲ့အခမ်းအနားမကြာသေးခင်မှာအရှေ့လေပိုင်းဒေသတွင် American ပြည်ထောင်စုနဲ့အီရန်တို့အကြားစစ်ရေးတင်းမာမှုများမြင့်တက်လာခဲ့ပြီးကမ္ဘာအတိုင်းဝိုင်းကစိုးရိမ်ပူပန်မှုများမြင့်တက်လာခဲ့ပါတယ်ထို့သောအခြေအနေတွင်ပါကစ္စတန်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုဖြင့်နိုင်ငံအကြားနှစ်ပတ်ကြာယာယီအပြစ်ခေရစေးရေးသဘောတူညီချက်တွေကိုရရှိခဲ့ပြီးထတဲ့ဒီသဘောတူညီချက်သည်ဒေတာတွင်တင်းမာမှုများကိုရှော့ချရန်နဲ့ရေရှည်တည်တံ့သောငြိမ်းချမ်းရေးစီသို့ဦးတည်နိုင်မယ့်မျှော်လင့်ချက်အသစ်များကိုပေးစွမ်းခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ပေါ်တိုက်ခိုက်မှုများကိုနှစ်ပတ်ကြာဆိုင်းငံ့ထားမည်ဟုဧပြီလ10ရက်2026ခုနှစ်တွင်ကြေညာခဲ့ပါတယ်။ဤကြေညာချက်သည်ကမ္ဘာမီဒီယာများရဲ့အာရုံကိုချက်ချင်းရရှိခဲ့ပြီးဒေတာတွင်နဲ့နိုင်ငံတကာဆက်ဆံရေးပေါ်ကြီးမားသောတက်ရောက်မှုများဖြစ်ပေါ်စေခဲ့ပါတယ်။သမ္မတထရန့်ကြီးညချက်အပြီးမကြာခင်တွင်အီရန်၏အမျိုးသားလုံခြုံရေးကောင်စီကလည်းအီရန်ခေါင်းဆောင်အာယာတိုလာအာလီခါမီနီ၏ခွင့်ပြုချက်ဖြင့်အပြစ်ခေရစေးကိုတရားဝင်လက်ခံခဲ့ပါတယ်။ဤသို့ဖြင့်နိုင်ငံစလုံးသည်စစ်ရေးပဋိပက္ခများကိုယာယီရပ်ဆိုင်းပြီးတန်တမာရီယာဆွေးနွေးပွဲနာမှတစ်ဆင့်ဖြည့်ရှင်းရန်သဘောတူညီခဲ့ကြပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘက်ရှရီဖီကျောင်းဝင်စေစားမှုသည်အလွန်အရေးပါခဲ့သည်ပါကစ္စတန်သည်အမေရိကန်နဲ့အီရန်နိုင်ငံစလုံးနဲ့ကောင်းမွန်သောဆက်ဆံရေးရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့်ကျောင်းဝင်စေစားသူအဖေအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်ဝန်ကြီးချုပ်ရှရီဖ်သည်နှစ်ဖက်စလုံးမှာကိုယ်စားလှယ်များကိုပါကစ္စတန်နိုင်ငံမြို့တော်အစ္စလာမာဘတ်သို့တရားဝင်ဆွေးနွေးပွဲများအတွက်ဖိတ်ကြားခဲ့သည်အဆိုပါဆွေးနွေးပွဲများကိုဧပြီလ17ရက်တောက်ကြနေ့တွင်စတင်ရန်စီစဉ်ထားပြီး၎င်းသည်နိုင်ငံအကြားပုံမရေရှည်တည်တံ့သောငြိမ်းချမ်းရေးတရားအရေးကြီးသောပထမခြေလှမ်းဖြစ်လာမည်ဟုမျှော်လင့်ရသည်ဤယာယီအကစ်ခတ်ရစေရေးသည်ဒေတာတွင်တင်းကာမှုများကိုချက်ချင်းလျှော့ချပေးနိုင်ခဲ့တော်လဲရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိရန်အတွက်မူစိန်ခေါ်မှုများစွာကြန့်ရှိနေသေးသည်အစ္စလာမာဘတ်တွင်ပြုလုပ်ပြီးဆွေးနွေးပွဲများသည့်နိုင်ငံအကြားနှက်ဆိုင်သောသဘောထားကွဲလွဲမှုများကိုဖြည့်ရှင်းရန်အခွင့်အလမ်းကားတစ်ခုဖြစ်လာမည်ဖြစ်သည်ဤဆွေးနွေးပွဲများ၏ရလဒ်သည်အရှိလေပိုင်းဒေသ၏အနာဂတ်တည်ငြိမ်ရေးအတွက်အဓိကကျသောအခန်းကဏ္ဍမှာပါဝင်လာမည်ဖြစ်သည်ကမ္ဘာအတိုင်းဝိုင်းကလည်းဤဆွေးနွေးပွဲများကိုအနိကစောင့်ကြည့်နေကြသည်အောင်မြင်သောရလဒ်များထပ်ပေါ်လာရန်မျှော်လင့်နေကြသည်ဤယာယီအဖြစ်ခက်ရစေရေးသည်နိုင်ငံစလုံးအတွက်အပြန်လည်ယုံကြည်မှုတည်ဆောက်ရန်တဲ့တန်တမာရေးရနီလန်းများဖြင့်ပဋိပက္ခများကိုဖြေရှင်းရန်အခွင့်အရေးတစ်ခုကိုပေးစွမ်းခဲ့သည်အီရန်၏အချက်ဆင်ချက်ပါအဆိုပြုချက်တွင်အဓိကတောင်းဆိုချက်များမှာအောက်ပါအတိုင်းဖြစ်သည်ပထမချက်နေ့ဖြင့်အီရန်ပေါ်နောက်ထပ်ကျူးကျော်မှုများမပြုလုပ်ရန်အာမခံချက်ပေးရန်တောင်းဆိုထားပြီး၎င်းသည့်အီရန်၏လုံခြုံရေးကိုအလေးထားကြောင်းပြသနေသည်ဒုတိယချက်မှာဟော်မုရေလက်ကြားကိုအီရန်ကဆက်လက်ထိန်းချုပ်ထားခွင့်ရရှိရန်ဖြစ်သည်ဤရေလက်ကြားသည့်ကမ္ဘာနေတော်ကင်ပူမှုအတွက်အရေးပါသောလမ်းကြောင်းဖြစ်သည်၎င်း၏ထိန်းချုပ်မှုသည်ဒေတာရင်းနှင့်ကမ္ဘာစီးပွားရေးအပေါ်ကြီးမားသောသက်ရောက်မှုရှိသည်တတိယချက်မှာယူရေနီယမ်ကျွဲဝတ်စေရန်အီရန်၏အခွင့်အရေးကိုအတိအမှပြုခြင်းဖြစ်သည်ဤချက်သည်အီရန်၏နျူကလ িয়ার အစီအစဉ်နှင့်ပတ်သက်၍နိုင်ငံတကာအတိုင်းအဝိုင်း၏စိုးရိမ်ပူပန်မှုများကိုဖြေရှင်းရန်လိုအပ်မည်ဖြစ်သည်စတုတ္တအချက်နေဖြင့်အမေရိကန်၏ပင်မနှင့်ဒုတိယအဆင့်ပိတ်ဆို့အရေးယူမှုများအလုံးကိုဖယ်ရှားပေးရန်တောင်းဆိုထားသည်ဤပိတ်ဆို့အရေးယူမှုများသည်အီရန်စီးပွားရေးအပေါ်ကြီးမားသောသက်ရောက်မှုများရှိခဲ့ပြီး၎င်းတို့ကိုဖယ်ရှားခြင်းသည့်အီရန်အတွက်အဓိကလိုအပ်ချက်တစ်ခုဖြစ်သည်မင်းစမော့ချက်မှအရှိအလေပိုင်းဒေသမှာအမေရိကန်စစ်အခြေစခန်းများရုပ်သိမ်းခြင်းဖြစ်သည်၎င်းသည်ဒေသတွင်းမှာနိုင်ငံခြားစစ်တပ်များရှော့ထားရဲ့အတွက်အီရန်၏စံသားကိုဖော်ပြသည်စတမအချက်မှာလက်ဘနွန်အပါအဝင်စစ်ပွဲဖြစ်ပွားနေသောနိုင်ငံအလုံးတွင်ပဋိပက္ခများရက်စဲခြင်းဖြစ်သည်ဤအချက်သည်ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက်အီရန်၏ပူးပေါင်းဆောင်ရွက်လိုစိတ်ကိုပြသသည်ဤဆိုပြုချက်များသည်အီရန်၏လုံခြုံရေးစီးပွားရေးနှင့်ဒေသတွင်းတော်စားလွှမ်းမိုးမှုဆိုင်ရာရည်ရွယ်ချက်များကိုရှင်းလင်းစွာဖော်ပြနေသည်အမေရိကန်ဘက်မှဤဆိုပြုချက်များကိုမူအားဖြင့်လက်ခံခဲ့ခြင်းသည်ဆွေးနွေးပွဲတွေအတွက်အပြုသဘောဆောင်သောလက္ခဏာတစ်ခုဖြစ်သည်သို့သောဤအချက်များကိုလက်တွေ့အကောင့်ထဲအထောင်းရတွေများစွာသောစိန်ချောင်မှုများနှင့်အခက်အခဲများရှိလာနိုင်သည်အထူးသဖြင့်ယူရေနီယမ်ကျော်ပဲစေခြင်းနှင့်ပိတ်ဆို့အေးအေးယူမှုများဖေရှားခြင်းကဲ့သို့သောအချက်များသည့်နိုင်ငံတကာသဘောတူညီမှုများနှင့်လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများနှင့်ဆက်စပ်နေကြောင်းအသေးစိတ်ဆွေးနွေးညီနိုင်မှုများလိုအပ်မည်ဖြစ်သည်အစ္စလာမာဘတ်တွင်ပြုလုပ်မည့်ဆွေးနွေးပွဲများတွင်ဤအဆိုပြုချက်များပေါ်အခြေခံပြီးနိုင်ငံကြားမိသောသဘောတူညီမှုများရရှိလာမည်ကိုစောင့်ကြည့်ရမည်ဖြစ်သည်လူမှုကွန်ရက်ပေါ်မှာတုံ့ပြန်မှုများနဲ့အစ္စရေးဆက်လက်တိုက်ခိုက်မှုများအမေရိကန်နဲ့အီရန်တို့အကြားယာယီအပစ်ခတ်ရစေရေးသဘောတူညီချက်သည်ကမ္ဘာအတိုင်းဝိုင်းတွင်မျှော်လင့်ချက်အသစ်များကိုဖြစ်ပေါ်စေခဲ့တော်လဲလူမှုကွန်ရက်များပေါ်တွင်မူအမျိုးမျိုးသောတုံ့ပြန်မှုများနဲ့စိုးရိမ်ပူပန်မှုများပေါ်ပေါက်ခဲ့သည် Reddit နဲ့ Twitter ကဲ့သို့သော platform များပေါ်တွင်အသုံးပြုသူများသည့်ဤသဘောတူညီချက်၏ရေရှည်တည်တံ့မှုနှင့်အရှိလေပိုင်းဒေတာအပေါ်တက်ရောက်မှုများကိုအပူတပင်းဆွေးနွေးခဲ့ကြသည်အချို့ကဤအပစ်ခတ်ရစေရေးသည်ငြိမ်းချမ်းရေးတွင်အပြုသဘောဆောင်သောခြေလှမ်းဖြစ်သည်ဟုရှုမြင်ကြတော်လဲအချို့မူအမေရိကန်သမ္မတထရမ့်ကိုအစ္စရေးဆက်လက်တိုက်ခိုက်မှုများကလူပြတ်ဖြစ်အောင်လုပ်လိုက်သည်ဟုဝေဖန်ခဲ့ကြသည်
အထူးသဖြင့်အစ္စရေးနိုင်ငံ၏လုပ်ရများသည့်လူမှုကွန်ရက်ပေါ်တွင်ပြင်းထန်သောဝေဖန်မှုများကိုဖြစ်ပေါ်စေခဲ့သည်အမေရိကန်နှင့်အီရန်ကိုကြားအပိတ်ခတ်ရပ်စဲရေးကြေညာပြီးသည့်တိုင်အစ္စရေးကအီရန်၏ဒုံးကျည်အခြေစခန်းများကိုဆက်လက်တိုက်ခိုက်နေကြောင်းသတင်းများထွက်ပေါ်လာခဲ့သည်အစ္စရေးသတင်းရင်းမြစ်များက၎င်းတို့၏တိုက်ခိုက်မှုများသည်အီရန်၏ဆက်လက်ဒုံးကျည်ပစ်လွှတ်မှုများအပေါ်လက်တုံပြန်ခြင်းဖြစ်သည်ဟုဆိုတော့လေဤလောက်ရသည့်ဒေသတွင်တင်းမာမှုများကိုပုံမမြင့်တက်စေပြီးယာယီပိတ်ခတ်ရပ်စဲရေး၏ရည်ရွယ်ချက်ကိုထိခိုက်စေနိုင်သည်ဟုလူအများကဆိုရင်ခဲ့ကြသည်လူမှုကွန်ရက်သုံးခုတို့အချို့ကအစ္စရေး၏လောက်ရသည့်အမေရိကန်၏တန်တမာရေးရာစ조사မှုများကိုအားကျော်စေသည်ဟုဝေဖန်ခဲ့ကြသည်အချို့မူအစ္စရေးသည်၎င်း၏ကိုယ်ပိုင်လုံခြုံရေးအတွက်လှုပ်ဆောင်နေခြင်းဖြစ်သည်ဟုထောက်ခံခဲ့ကြသည်ထို့အပြင်အီရန်၏နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်၍လည်းစိုးရိမ်ပူပန်မှုများရှိနေစေသည်အမေရိကန်ကအီရန်၏နျူကလ িয়ার နဲ့ဒုံးကျည်အစီအစဉ်များကိုဖျက်သိမ်းရန်နဲ့ကျွဲပြီးသားယူရေနီယံများကိုဖယ်ရှားရန်တောင်းဆိုမိဟုအချို့ကခံမှန်းခဲ့ကြသည်အမေရိကန်ပြည်내မငယ်မတတ်မှုများနဲ့နိုင်ငံရေးတုံ့ပြန်မှုများအမေရိကန်နဲ့အီရန်ကြားစစ်ရေးတင်းမာမှုများမြင့်တက်လာခြင်းနဲ့ယာယီပိတ်ခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခြင်းတို့သည်အမေရိကန်ပြည်내နိုင်ငံရေးအပေါ်ကြီးမားသောသက်ရောက်မှုများဖြစ်ပေါ်စေခဲ့ပါတယ်အထူးသဖြင့်သမ္မတဒေါ်နယ်ထရမ့်၏ပြိပခါကိုကင်တွယ်ပုံနဲ့ပတ်သက်၍ပြည်တွင်း၌တိတာထင်ရှားသောကန့်ကွက်မှုများနဲ့နိုင်ငံရေးတုံ့ပြန်မှုများပေါ်ပေါက်ခဲ့ပါတယ်သမ္မတထရမ့်သည်အီရန်ပေါ်တိုက်ခိုက်မှုများမပြုလုပ်မီအီရန်ကအပိတ်ခတ်ရပ်စဲရေးသဘောတူညီချက်ကိုလက်မခံပါကယဉ်ကျေးမှုတစ်ခုလုံးပျက်စီးသွားလိမ့်မည်ဟုထင်ရောက်ခဲ့ပါတယ်ဤကဲ့သို့သောပြင်းထန်သည့်စကားလုံးများသည်ပြည်တွင်း၌ဝေဖန်မှုများစွာကိုဖြစ်ပေါ်စေခဲ့ပါတယ်အမေရိကန်ကွန်ဂရက်အမတ်အလက်ဇန်ဒရီယာအိုကာစီယိုကော့တက်စ်ကသမ္မတထရမ့်၏ဆုံးဖြတ်ချက်များကိုပေါ်ဆသောဆုံးဖြတ်ချက်များအထိရှုတ်ချခဲ့ပြီးအီရန်ပြည်သူများအပေါ်လူမျိုးတုံးတပ်ဖြတ်မှုချင်းရောက်မှုများပြုလုပ်ခဲ့တယ်ဟုဆွဆွဲခဲ့ပါတယ်။သူမသည်သမ္မတယာရုံးကဖယ်ရှားရန်သို့ဖို့ဆွဆွဲပစ်တင်ရန်အတွက်ထပ်မံတောင်းဆိုခဲ့ပါတယ်။ထို့အပြင် AOC ကအမေရိကန်စစ်သားများကိုတရားမဝင်သောအမိန့်များကိုမနာခံရန်တိုက်တွန်းခဲ့ပြီး၎င်းသည်အမေရိကန်ပြည်တွင်းနိုင်ငံရေးတွင်ကြီးမားသောလှုပ်ခတ်မှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ထို့အပြင်2026ခုနှစ်မတ်လ28ရက်နေ့တွင်အမေရိကန်နိုင်ငံတော်၌ဘရင်မရှိအမိဖြင့်အကြီးမားသောဆန္ဒပြပွဲများဖြစ်ပွားခဲ့ပါတယ်။ဤဆန္ဒပြပွဲများသည်သမ္မတထရမ့်၏အာဏာရှင်ဆန်သောမူဝါဒများနှင့်အရှေ့လက်ပိုင်းဒေသရှိစီးရေးပဋိပက္ခများကိုဆန့်ကျင်သည့်အနေနဲ့ပြုလုပ်ခဲ့ခြင်းပါ။စီဇန်သည်များကနိုင်ငံတော်ချီမြို့ပေါင်း3300ကျော်တွင်ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့ပြီးလူပေါင်း8တန်းမှ9တန်းအထိပါဝင်ခဲ့ကြောင်းပြောကြားပါတယ်။ဤဆန္ဒပြပွဲများသည်အမေရိကန်သမိုင်းတွင်အကြီးဆုံးဆန္ဒပြပွဲများထဲကတစ်ခုဖြစ်ခဲ့ပြီးသမ္မတထရမ့်၏မူဝါဒများအပေါ်ပြည်သူလူထု၏မကျေနပ်ချက်များကိုထင်ဟပ်စေပါတယ်။ဤပြည်တွင်းမငြိမ်မသက်မှုများနဲ့နိုင်ငံရေးတုံ့ပြန်မှုများသည်အမေရိကန်၏နိုင်ငံခြားရေးမူဝါဒအပေါ်တက်ရောက်မှုများရှိလာနိုင်ပါတယ်။သမ္မတထရမ့်သည်အီရန်နဲ့ပတ်သက်၍ပြင်းထန်သောရပ်တည်မှုကိုပြသခဲ့တော်လေပြည်တွင်းမှာဖိအားပေးမှုများသည်၎င်း၏ဆုံးဖြတ်ချက်များကိုပြန်လည်သုံးသပ်ရန်လိုအပ်လာနိုင်ပါတယ်။ဤခြေအနေများသည်အစ္စလာမာဘတ်တွင်ပြုလုပ်မည့်ဆွေးနွေးပွဲရလဒ်အပေါ်တက်ရောက်မှုရှိနိုင်ပြီးအမေရိကန်၏အီရန်ပေါ်ချင်းကပ်ပုံကိုပြောင်းလဲစေနိုင်ပါတယ်။နီကွန်ဂျိုကနေနဲ့အစ္စလာမာဘတ်ဆွေးနွေးပွဲများ၏အနာဂတ်အမေရိကန်နဲ့အီရန်တို့အကြားရရှိခဲ့သောနှစ်ပတ်ကြာယာယီအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ထိအရှိတ်လေပိုင်းဒေသ၏တင်မာမှုများကိုယာယီအဖြစ်ဆွတ်ချပေးနိုင်ခဲ့ပါသည်။ပါကစ္စတန်၏ဂျာဝန်စစ်စစ်မှုဖြင့်ရရှိခဲ့သောဤသဘောတူညီချက်သည်နှစ်နိုင်ငံအကြားတန်တမာရေးရာဆွေးနွေးပွဲများပြန်လည်စတင်ရန်လမ်းဖွင့်ပေးခဲ့ပြီးဧပြီလ17ရက်နေ့တွင်အစ္စလာမာဘတ်၌စတင်မီဆွေးနွေးပွဲများကရေရှည်တည်တံ့သောငြိမ်းချမ်းရေးအတွက်အဓိကကျသောအခမ်းကဏ္ဍမှပါဝင်လာမည်ဖြစ်သည်အီရန်ဘက်မှတင်ပြခဲ့သောအချက်30ပါအဆိုပြုချက်သည်ဆွေးနွေးပွဲများအတွက်အခြေခံမူပေါင်းတစ်ခုဖြစ်လာမည်ဖြစ်ပြီး၎င်းတို့အီရန်၏လုံခြုံရေးစီးပွားရေးနှင့်ဒေသတွင်းအကျိုးစီးပွားများကိုထင်ဟပ်စေသောတောင်းဆိုချက်များပါဝင်သည်အမေရိကန်ဘက်မှဤအဆိုပြုချက်များကိုမူအားဖြင့်လက်ခံခဲ့ခြင်းသည်အပြုသဘောဆောင်သောလက္ခဏာတစ်ခုဖြစ်တော်လဲယူရေနီယမ်ကျွဲဝဲအစေခြင်းနှင့်ပိတ်ဆို့ရေးယူမှုများဖယ်ရှားခြင်းကဲ့သို့သောအချက်များသည်ဆွေးနွေးပွဲများတွင်အဓိကစိန်ခေါ်မှုများဖြစ်လာနိုင်သည်လူမှုခွင့်ရများပေါ်တွင်မူဤအပိတ်ခတ်ရစဲရေးနှင့်ပတ်သက်ပြီးအမျိုးမျိုးသောတုံ့ပြန်မှုများရှိနေသည်အစ္စရေးဆက်လက်တိုက်ခိုက်မှုများသည်ယာယီအပိတ်ခတ်ရစဲရေးဤရွယ်ချက်ကိုထိခိုက်စေနိုင်သည်ဟုစိုးရိမ်ပူပန်မှုများရှိနေပြီးအီရန်၏နျူကလ িয়ার အစီအစဉ်နှင့်ပတ်သက်၍လည်းသဘောထားကွဲလွဲမှုများရှိနေစေသည်ထို့အပြင်အမေရိကန်ပြည်တွင်း၌သမ္မတထရမ့်၏ပဋိပက္ခကိုကိုက်တွယ်ပုံပြီးပတ်သက်၍နိုင်ငံရေးတုံ့ပြန်မှုများနှင့်ဘရင်မရှိဆန္ဒပြပွဲကဲ့သို့သောမငြိမ်သက်မှုများပေါ်ပေါက်ခဲ့သည်ဤပြည်တွင်းဖိအားများသည့်အမေရိကန်၏နိုင်ငံခြားရေးမူဝါဒအပေါ်တက်ရောက်မှုများရှိလာနိုင်သည်အစ္စလာမာဘတ်ဆွေးနွေးပွဲများသည့်နှစ်နိုင်ငံအကြားနှက်ချိုင်းသောသဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်ဒီဆွေးနွေးပွဲဟာတကယ်ဖြစ်လာမလားညှိနှိုင်းလို့အဆင်မပြေပဲစစ်ပွဲကြီးသည်စီဆက်လက်ဦးတည်သွားမလားမိတ်ဆွေတို့ရဲ့အမြင်လေးကို comments မှာမျှဝေပေးသွားပါဦးခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ SNN channel မှာလိုက်လဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ